ဒီမှာကျတော့ကျွန်တော်တို့အမျိုးအစား၄မျိုးရှိတယ်သူကပေ40ပေ60လုံးချင်းတိုက်ရှိတယ်ပြီးတော့ပေ60ပတ်လည်းလုံးချင်းတိုက်ရှိတယ်လာခုနကျွန်တော်ပြတဲ့ဟာအပြင်ဘက်မှာကျွန်တော်ရေကူးကန်ပေါ့ဒါကတော့ public ရေကူးကန်ပတ်လည်ပေါ်မှာစောက်ထားတဲ့ RC နဲ့လုံးချင်း RC နှစ်ထပ်တိုက်ပေါ့နော်သူကတော့ပေ80ပတ်လည်းမြေခွက်အကျယ်ပေါ်မှာစောက်ထားတဲ့ဒါနှစ်ထပ်တိုက်တွေပေါ့နော်မန္တလေးမြို့နယ်အနီးဆုံးမှာရှိတဲ့ကျွန်တော်တို့လုံးချင်းအိမ်ယာအယောင်ပြပွဲရှိလို့ကျွန်တော်သွားပြီးတော့လေးလာဖြစ်တယ်ပေါ့နော်ကျွန်တော်လေးလာဖြစ်တဲ့ဟာလေးကိုကျွန်တော်တစ်ချက်ရိုက်ပြပေးမယ်နော်ဒါကတော့ကျွန်တော်တို့ဒီမန္တလေးမြို့နယ်မိနစ်20လောက်ကျွန်တော်တို့ကားလေးမောင်းရင်ရောက်တဲ့နေရာပေါ့နော်သူကတော့ပသိမ်ကြီးမြို့နယ်ကျွန်တော်မြင်းစည်းကွင်းအနီးနဲ့ရှိမြင်းစည်းကွင်းအနီးမှာရှိတယ်ပသိမ်ကြီးမြို့နယ်မှာရှိတယ်ကျွန်တော် Hillside Mandalay Resort Villa အယောင်လေးပဲဖြစ်တယ်ပေါ့နော်ဒီ villa ကကြာကျွန်တော်တို့ဒီဧက60ကျယ်ဝဲနေပေါ့နော်ဧက60မှာကျွန်တော်45ဧကကအဆောက်အဦတွေအကုန်တော်တော်များများစောက်လုပ်ပြီးပြီပေါ့နော်ဒီမှာကျတော့ကျွန်တော်တို့အမျိုးအစား၄မျိုးရှိတယ်သူကပေ40ပေ60လုံးချင်းတိုက်ရှိတယ်ပြီးတော့ပေ60ပတ်လည်းလုံးချင်းတိုက်ရှိတယ်ကျွန်တော်ပြီးတော့မြေအကျယ်80တရားပြီးတော့ VIP ကွက်ပေါ့နော်100ပတ်လည်းရှိပါတယ်ဒီ villa ထဲမှာကျွန်တော်တို့ဒီရေကူးကန်ပါတယ်ဂျင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ4ဧကကျယ်ဝင်းနဲ့ပန်းကြံလည်းပါပါတယ်ပြီးတော့ကောက်ကွင်းအသေးစားလေးလည်းပါပါတယ်ဗောနော်ဒီ villa ကကျွန်တော်တို့ Mandalay Hillside Mandalay Resort and Villa ပဲဖြစ်တယ်ဗောနော်ဒါကတော့ villa ခုနကျွန်တော်ပြတဲ့ဟာအပြင်ဘက်မှာကျွန်တော်ရေကူးကန်ပေါ့ဒါကတော့ public ရေကူးကန်ရဲ့ဘေးကင်းကက်ရက်မှာကျွန်တော်တို့ဒီပန်းကြံလုပ်ဖို့လောလောဆယ်ပြင်ဆင်နေကြပါတယ်ဗောနော်ပြီးတော့ကျွန်တော်အိမ်ယာထဲမှာကျွန်တော်တစ်ချက်ရိုက်ပြပေးမယ်เนาะဒါကတော့အိမ်ယာကိုဝင်ချင်းအပေါက်ပဲအိမ်ယာလမ်း2လမ်းရှိတယ်လမ်းတွေအကုန်လုံးကကျွန်တော်တို့ဒီကွန်ကရစ်လမ်းတွေအကုန်ခင်းပြီးသားပေါ့เนาะအခုမြင်တွေ့နေရတဲ့အဆောက်အဦကကျွန်တော်တို့ပေ60ပတ်လည်ပေါ်မှာစောက်ထားတဲ့ RC နဲ့လုံးချင်း RC နှစ်ထပ်တိုက်ပေါ့เนาะအကယ်လို့လူချင်းမင်းတို့ကဝယ်ယူမယ်ဆိုရင်ဝယ်တဲ့သူနာမည်ပေါက်နဲ့ဂရန်ထပ်ပြီးတော့ရမှာပဲဖြစ်ပါတယ်ဝယ်သူနာမည်ပေါက်ဂရန်ရမယ်ပေါ့เนาะဒါကတော့ကျွန်တော်တို့ပေ60ပတ်လည်ဒါလုံးချင်းတိုက်တွေပေ60ကျဲတဲ့လုံးချင်းတိုက်တွေဖြစ်တယ်ပေါ့เนาะပြီးတော့ဒီလုံးချင်းတိုက်ရဲ့ဘေးမှာကျွန်တော်တို့ဒီအဝါရောင်ခေါင်မိုးလေးတွေနဲ့ဟာကြတော့ကျွန်တော်တို့ဒီဇိုင်းလေးကွဲသွားပြီပေါ့နော်သူကတော့ပေ80ပတ်လေမြေခွက်အကျယ်ပေါ်မှာစောက်ထားတဲ့ဒါနှစ်ထပ်တိုက်တွေပေါ့နော်ဒီပေ80ပတ်လေပေါ်မှာစောက်ထားတဲ့နှစ်ထပ်တိုက်ရဲ့ဒီဇိုင်းကလည်းပုံစံတစ်မျိုးပေါ့နော်ခုနပေ60ပတ်လေစောက်ထားတဲ့တိုက်ကလည်းပုံစံတစ်မျိုးဖြစ်တယ်ပေါ့နော်ပြီးတော့40 60ကျွန်တော်တို့စောက်ထားတဲ့ဟာဆိုရင်လည်းပုံစံလေးတစ်မျိုးပေါ့ဒါကတော့ကျွန်တော်တို့60ပတ်လေဒါမြေခွက်ပေါ်မှာစောက်ထားတဲ့လုံးချင်းတိုက်ပေါ့နော်villa ထဲမှာကျွန်တော်တို့ဒီလမ်းကနေအကုန်လုံးကွန်ကရစ်လမ်းခင်းပြီးစားလမ်းမီးတိုင်းကျွန်တော်တို့အကုန်ပါပြီးစားပြီးတော့ကျွန်တော်တို့ဒီလုံခြုံရေးဝင်ချင်းမှာပေါ့လုံခြုံရေးဂိတ်တွေလည်းရှိတယ်လုံခြုံရေးလည်းကောင်းမွန်ပါတယ်တော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်ကျွန်တော်အထက်ကနေမှပေ60ပတ်လည်းမြေခွဲပေါ်မှာစောက်ထားတဲ့ကျွန်တော်တို့ဒီအယောင်ပေါ့နော်နှစ်ထပ်တိုက်အယောင်လေးနဲ့ကျွန်တော်တစ်ချက်ထပ်ပြီးပြောပြပေးမယ်ဒီနေရာကတော့ကျွန်တော်တို့တိုက်ပေါ့နော်တိုက်ကိုဒီနေရာကကျွန်တော်တို့ကားထားမဲ့နေရာဒီဘက်မှာပန်းချံလေးလည်းပါတယ်ပေါ့နော်ဒါတော့ပန်းချန်နေနဲ့ပါမယ်ကျွန်တော်အခန်းဖွဲ့စည်းပုံလေးကျွန်တော်တစ်ချက်ရိုက်ပြပေးမယ်เนาะကျွန်တော်ဒီတိုက်ထဲကိုဝင်ခြင်းကျွန်တော်တို့ဒီတိုက်ထဲကိုဝင်ခြင်းဒါဘယ်ဘက်မှာကျွန်တော်တို့အေကန်းပေါ့เนาะအေကန်းမှာဆိုရင်လည်းကျွန်တော်တို့ဒီ setting ထိုင်ကုန်မှွေရကျွန်တော်တို့ထိုင်ကုန်လေးနဲ့စပွဲတွေပြီးတော့ဒီအေကန်းထဲမှာကျွန်တော်တို့ lighting ပေါ့เนาะဟို ceiling လေး lighting လေးဆိုတော်တော်လှပါတယ်ပြီးတော့ကျွန်တော်တို့ဒီခန်းစည်း light ကာတွေပါတယ်ပြီးတော့ဇပွဲကလပ်ထိုင်ကျွန်တော်ပြီးတော့ဒီဘက်မှာTV လည်းပါတယ်ဗောနော်ဒီ air gun ထဲမှာလည်းကျွန်တော်တို့ဒီ air con တစ်လုံးတက်ထားတဲ့တိုင်ကတ်နာရီလေးဆိုရင်လည်းတော်တော်လေးကိုလှပါတယ်ဗောနော်အဲ့ဒါပြီးကျွန်တော်ဒီဘက်ကအခန်းလေးမှာဘာရှိလဲဆိုတော့ကျွန်တော်တစ်ချက်ပြောပြပေးမယ်နော်ဒီဘက်မှာတော့ကျွန်တော်တို့ဒီ kitchen မီးဖိုကန်ရှိတယ်ဒီဘက်မှာတော့ကျွန်တော်တို့အခန်းတစ်ခန်းရှိတယ်ဗောနော်အခန်းကကြတော့ကျွန်တော်ဧည့်သည်တွေပါလာမယ်ဆိုရင်နားဖို့အတွက်ဗောနော်ဒီမှာကျတော့အခန်းမှာကျွန်တော်တို့ဒီကတင်နှလုံးမှုရ2ခုပြီးတော့ကျွန်တော်တို့ခေါင်းလေးတွေပါတယ်ပြီးတော့ကတင်2ခုကြာမှာမီးရိပ်လေးဆိုရင်တော်တော်လေးလှတယ်ဗောနော်ဒါကတော့ဟိုခန်းစည်းလိုက်ကာတွေလည်းပါတယ်ဒါတော့ကျွန်တော်တို့ဒီကိုအိမ်ကိုလာတဲ့ဧည့်သည်တွေဒါလာမယ်ဆိုရင်တဲဖို့ပြုဖို့နေရဒီနေရာမှာမှန်တင်ကုန်လည်းပါတယ်မှန်တင်ကုန်မှာကျွန်တော်တို့ဂျယ်လိန်းလို့ရတယ်ခေါင်းဖီးလို့ရတယ်အလှပြင်လို့ရတယ်ဗောနော်ဟုတ်ပြီဒီအောက်ထက်ကလူတွေအသုံးပြုဖို့အတွက်ကကျွန်တော်တို့ဒါဘယ်လိုပြောရေချိုးကန်းအိမ်တာဆိုရင်ဒီဘက်မှာကက်ရက်ရှိတယ်အောက်မှာကျွန်တော်ကြွေပြားခင်းပြီးစားပြီးတော့နိုင်ရံမှာလည်းကြွေပြားတွေကတ်ပြီးစားပါတော့ဒါကတော့ဘေးစင်ကျွန်တော်တို့လက်ဆေးဒါမျက်နှာတဲ့ပေါ့နော်ပြီးတော့ဘိုးတိုင်းအိမ်တာပြီးတော့ရှောင်ဝါတွေလည်းအကုန်ပါပါတယ်ဒါအောက်ထက်ကကျွန်တော်တို့အခန်းလေးတစ်ခန်းပြီးပြီဆိုတော့ကျွန်တော်ဒီဘက်ကအခန်းကကျွန်တော် kitchen ပေါ့နော်မီးဖိုကန်မှာကျွန်တော်တို့အောက်မှာကြွေပြားခင်းထားတယ်ပြီးတော့ဒါကျွန်တော်ထမင်းချက်မဲ့နေရပေါ့နော် cabinet တွေဆိုရင်လည်းဒါအကုန်လုံးကအသစ်တွေကြီးပဲဒါကတော့နမူနာပြိုက်ပြတဲ့အခန်းပေါ့နော်အကုန်လုံးအသစ်တွေကြီးပဲလူ့ကိုမနေရသေးဘူးပေါ့နော်ကျွန်တော်ဒီ cabinet တွေဆိုလည်းလှပါတယ်ဇပွဲပကံတွေထားလို့ရတယ်ဒါကတော့ကျွန်တော်တို့ဒီ kitchen ထဲမှာပါတဲ့ဒါပကံဆေးမဲ့ဒါဘေးစင်ပေါ့နော်
ပြီးတော့ kitchen မှာလည်းကျွန်တော်မိသားစုစုံစုံလင်လင်ထမင်းစားလို့ရတယ်ထမင်း wine ပေါ့နော်ထမင်း wine စပွဲကလထိုင်အကုန်ပါတယ်ပြီးတော့ထမင်း wine အပေါ်တဲတွေကကျွန်တော် lighting လေးတော်တော်လေးလှပါတယ်ဒါ kitchen ရဲ့ပြီးမှာကျွန်တော်အခန်းသေးလေးတစ်ခန်းပါတယ်ပေါ့နော်ဒီအခန်းလေးကတော့ကျွန်တော်တို့ဒီအိမ်မှာအလုပ်လုပ်တဲ့အိမ်အကူလေးတွေထားလို့ရတယ်ဒီအခန်းဒီအိမ်အကူအတွက်ဆိုရင်လည်းသူတီးတန့်ပေါ့နော်ဒါကျွန်တော်ရေချိုးခန်းအိမ်နာလေးကိုတီးတန့်လေးကိုဒီထဲမှာထည့်ထားတယ်ပေါ့နော်ထည့်ထားရတဲ့တော်တော်လေးကိုအဆင်ပြေပါတယ်ဒါတော့အောက်ထက်က kitchen မိဖို့ကန်ကလည်းကျွန်တော်တို့အခန်းကျဲတဲ့ကျွန်တော် lighting ချထားတဲ့ပုံစံနဲ့လည်းတော်တော်လေးကိုလှပါတယ်ကျွန်တော်အပေါ်တက်ကိုတစ်ချက်ရိုက်ပြပေးပါเนาะကျွန်တော်တို့အပေါ်ကိုတက်မယ်ဆိုရင်လှေကားပေါ့เนาะအိမ်တအိမ်မှာလှေကားဖွဲ့စည်းပုံကတော်တော်အရေးကြီးတယ်လှေကားပုံစံမလှဘူးဆိုရင်တော်တော်ကြီးအဆင်မပြေဘူးပေါ့เนาะလှေကားဆိုရင်ကျွန်တော်ဒီကျွန်းကွက်နဲ့လှုပ်ထားတယ်ကျွန်းပေါ့เนาะကျွန်းနဲ့ကျွန်တော်ကျွန်းသားနဲ့ခင်းထားတယ်ပေါ့เนาะဒါကတော့ကျွန်တော်အပေါ်တက်ကိုရှောက်ပြီးအပေါ်တက်မှာဆိုရင်အောက်ထက်မှာကျွန်တော်ဒီပါကေခင်းတယ်ပေါ့เนาะပြီးတော့ဒီကျွန်တော်ပြတင်းပေါက်လေးမှာပန်းအိုးလေးနဲ့တော်တော်လှပါတယ်ပြီးတော့ဒီနေရာကကြတော့ကျွန်တော်တို့ဒီအလုံးလုံးမယ်ဆိုရင်ပြုတ်မယ်ဆိုရင်လည်းဒါအလုံးလုံးမယ်ဆိုရင်လည်းဒီနန်းလေးမှာထိုင်ပြီးတော့ကျွန်တော်အလုံးလုံးလို့ရတယ်အပေါ်မှာ master နှစ်ခန်းပါတယ်ဗောနော်ဒီဘက်ကတစ်ခန်းဒီဘက်ကတစ်ခန်းဒီ master ခန်းလေးကျွန်တော်တစ်ချက်ရိုက်ပြမယ်သူကဝင်ချင်းဘေးမှာကျွန်တော်တို့ BO ဗောနော်အဝတ်တွေထားမယ်ဖက်နက်တွေတင်မယ်ဗောနော်ဒါကတော့ master bedroom အခန်း master bedroom အခန်းကတော်တော်လေးကိုကျယ်ပါတယ်ပုံစံကကျွန်တော်တို့ဒီ hotel design လုပ်ထားတယ်ဗောနော်ဒီမှာကျွန်တော်တို့တိုင်းနန်းရံကိုကတ်ထားတယ်မှန်လေးလည်းပါတယ်ပြီးတော့ကျွန်တော်ဒီ master bedroom အခန်းမှာကကျွန်တော် coffee တောက်မယ်ကျွန်တော်ရေတောက်မယ် coffee တောက်မယ်စကားပြောမယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ဖို့အတွက်ထိုင်ကုန်ဇပွဲလေးရောတင်ထားတာရှိတယ်မှုရကြီးလည်းတော်တော်ကြီးတယ်ကတင်လည်းတော်တော်ကြီးတယ်ပေါ့နော်ဒီ master bedroom အတွက်ကိုကျွန်တော်တို့ဒီဘက်မှာတီးသက်ရေချိုးခန်းအိမ်နာရေချိုးခန်းအိမ်နာအခန်းဆိုရင်တော်တော်လေးကိုကျယ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီဘက်ကအခန်း master တစ်ခန်းပြီးကျွန်တော်နောက်ထပ် master တစ်ခန်းကိုထည့်ရိုက်ပြပေးမယ်เนาะဟုတ်ပြီကျွန်တော်ဒီခန်းလေးအရင်ရိုက်ပြပေးမယ်ဒီအခန်းမှာじゃကျွန်တော်တို့ဒီ master bedroom ပေါ့နော်ခုနကလိုပဲ master bedroom ပဲခန်းစည်းလိုက်ကတွေပါတယ်ပေါ့နော်ကျွန်တော်ဒီလုံးချင်းတိုက် villa အယောင်းမှာကြတော့ထားပါတော့ကျွန်တော်တို့အကိုတို့ကဘောဝယ်ယူမဲ့လူချင်းမင်းတွေကဇပွဲကလတ်ထိုင်မှုရာတွေမလိုချင်ဘူးဆိုရင်လည်းကျွန်တော်တို့ package တစ်မျိုးပေါ့နော်အခုကျွန်တော်နမူနာရိုက်ပြတဲ့ဒီလုံးချင်းတိုက်ကကြတော့ကျွန်တော် diamond package ပေါ့နော်ဒါကတော့အမြင့်ဆုံး package နဲ့ပေါ့နော်သူကတော့1 square feet ကိုအနည်းဆုံးကျွန်တော်တို့2သိန်း3သိန်း4သိန်းဝန်းကျင်လောက်ရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ master bedroom ပြီးပြီဆိုရင်ဒီဘက်မှာတော့ကျွန်တော်တို့ဖျားခန်းပေါ့နော်ဒါကတော့ဖျားခန်းကျွန်တော်တို့ဗုဒ္ဓဘာသာဝင်နေဆိုရင်ဒါဖျားခန်းကိုလှလှပပလေးလောက်တာတွေ့တယ်ပေါ့နော်သူကတော့အစင်သင့်တက်ပြီးဖျားပင့်ပြီးတော့ထားရုံပဲကျွန်တော်ဒီဘက်မှာကျတော့အပေါ်တက်မှာဒါထိုင်မယ်ကျွန်တော်အလုံးလုံးမယ်စကားပြောမယ်ဖုန်းကြည့်မယ် TikTok ကြည့်မယ်ပေါ့နော်အလုံးလုံးချင်းအောင်ဆောင်မယ် TikTok ကြည့်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီ villa အယောင်းလေးကကျွန်တော်တို့4ရက်3လ2025မှာအယောင်းပြပွဲလေးရှိပါတယ်စိတ်ဝင်စားတဲ့လူကြီးမင်းများကမနက်ခင်း9နာရီထိုး9နာရီခွဲကနေ3နာရီထိုးဒီလာပြီးတော့လေ့လာလို့ရပါတယ်ပေါ့နော်ဒီ villa မှာကျတော့အတွင်းမှာထည့်ထားတဲ့ပရိဘောကပစ္စည်းတွေပေါ့မူတည်ပြီးတော့ဈေးနှုန်းလေးတွေကအမျိုးမျိုးလေးတွေရှိပါတယ်အကယ်လို့ဒီ villa လုံးချင်းတိုက်လေးတွေစိတ်ဝင်စားတယ်ဆိုရင်လည်းကျွန်တော်ထံမှာဆက်သွယ်နိုင်ပါတယ်ခင်ဗျာကျွန်တော်ကတော့အိမ်ချမ်းပြည်အကျိုးဆောင်ကိုတင်ထုံးဝဲမှာ